အားလုံးပဲမင်္ဂလာပါရှင်ကိုအတွက်ဗမာကြက်လေးချက်ပေးပါမယ်ရှင်ပထမဆုံးအနေနဲ့စီပွက်လာပြီဆိုရင်ကြက်သွန်နီထောင်းထားတာလေးကိုစီတက်ပါမယ်ရှင်စနွန်းလေးအနည်းငယ်ထည့်ပါမယ်ညငပီလေးအနည်းငယ်ထည့်ပါမယ်ရှင်ငရုတ်သီးအနုမုံလေးအနည်းငယ်ထည့်ပါမယ်ကြက်သွန်လေးနွမ်းပြီဆိုရင်တော့ခန်းကျင်သီးလေးထည့်ပါမယ်ခန်းကျင်သီးလေးဤဖို့အတွက်ရေလေးအနည်းငယ်ထည့်ပါမယ်ရှင်တစ်ဖက်မှာတော့ဗမာကြက်သားလေးကိုစားစနွမ်းငံပြားရီတို့နဲ့နေထားပါမယ်အချင်းသီးလေးဤတဲ့အနေထားလေးရောက်ရင်အစင်တက်နယ်ပြီးနှက်ထားတဲ့ဗမာကြက်လေးကိုထည့်ပါမယ်ကြက်သားလေးနူးပြီးဤစေဖို့ရေလေးအနည်းငယ်ထည့်ပါမယ်ရှင်ရေလေးကို2ရေလောက်ဆွတ်ပေးရပါတယ်ဗမာကြက်သားချက်လေးကတော့အချုံမုံလုံးဝသုံးမထားပါဘူးရှင်2ရေလောက်ထည့်ပြီးပြီကြက်သားလေးလည်းဤပြီဆိုရင်ကြက်ပါပြီခုဆိုရင်တော့စားရတာအရင်ရတာရှိတဲ့စီလေကြီးလည်းဗမာကြက်သားချက်လေးရပါပြီရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်